လာမယ့်ရာသီရှင်သစ်ပြတို့ဌာနေကိုမန်ရှိန်ဝါနဲ့အစိုးမိုးမဲ့သူဇာဘီအလွန်ဆိုနဲ့ရှယ်စီကိုဘာကြောင့်မျောလင့်နေတယ်ဆိုတာရှင်းပြခဲ့တဲ့ OBMK အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကိုဆိုင်ရှယ်စီလက် YouTube Channel နဲ့ Facebook Page ကနေပြောင်းညီကိုတွေအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့ကျမပြပြသွားမယ့်အကြောင်းအရာလေးကတော့ဇာဘီလွန်ဆိုရှယ်စီတင်စီရောက်ရှိလာတာနဲ့ပတ်သက်ပြီးပြောခဲ့တဲ့ OBMK ဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်ကဲဒီတော့စလိုက်ကြရအောင်ဗျာစစ်သူကြီးညံရင်တက်လုံးပြုံနဲ့စစ်သူကြီးကောင်းရင်တော့တပြည်လုံးကိုသိမ့်ပိုင်နိုင်တဲ့ဆိုတဲ့စကားလိုပါပဲဘောလုံးတစ်သင်းမှာဘလောက်ပဲအရေးရှင်းရှိတဲ့ကစားသမားတွေရှိနေပါစေသူတို့ကိုစနစ်တကျကိုကွဲပြီးအောင်ပွဲလန်းစီအရောက်ပို့ပေးနိုင်မဲ့ကောင်းဆောင်ကောင်းမရှိရင်အရာအလုံးဟာလေထဲကတိုက်အိမ်လိုပါပဲတချိန်ကကျမတို့အပြာရောင်အင်ပါယာကြီးရဲ့ကွင်းလယ်ကြောက်ဆောင်ကြီးဖြစ်ခဲ့ဘူးလို့လက်ရှိမှာလဲ The Open Sports ကအစီအစဉ်ကနေဘောလုံးလောကရဲ့အတွင်းရေးကိုပို့ဝင်လင်းလင်းရိုးသားစွာတင်ဆက်ပေးနေတဲ့ကျွန်တော်ပြီးမိခေကအဖိုးထံအမြင်တစ်ခုကိုအခုလိုပဲပြောပြလာပါတယ်မိခေကဇာဘီကရှယ်စီတင်တဲ့ကိုရှေလန်းစဝင်လာတာနဲ့တင်ကစားသမားတွေရဲ့လေးစားမှုကိုရယူနိုင်မဲ့စီကံကိုကင်တွယ်နိုင်မဲ့မန်နေဂျာမျိုးပါဘာဖြစ်လို့လဲဆိုတော့သူကိုယ်တိုင်လည်းကစားသမားဘဝမှာအောင်မြင်မှုတွေအကုန်ကြုံဘူးပြီးသားဖလားတွေလည်းရဘူးပြီးသားဖြစ်သလိုမန်နေဂျာဘဝမှာလည်းဖလားတွေအောင်မြင်မြင်ရယူထားနိုင်လို့ပါပဲဒါကြောင့်ကျမတို့လိုအပ်နေတာကအခန်းထဲကိုသူဝင်လာတာနဲ့တင်ကစားသမားတွေကသူ့ကိုကြည့်ပြီးဝါဒါကဇာဘီလွန်ဆိုပဲဟာငါသူ့ကိုလေးစားရမယ်သူပြောတာတွေကိုသေချာနားထောင်ရမယ်ဘာလို့လဲဆိုတော့သူကအကုန်လုံးကိုလက်တွေ့လုပ်ပြပြီးဖလားတွေတင်းကျုံယူခဲ့ဘူးလို့ပဲဆိုပြီးဖြစ်သွားစေမဲ့မန်နေဂျာမျိုးပါဒါကတကယ်ကိုအရေးကြီးပါတယ်ဘာဖြစ်လို့လဲဆိုတော့တခါလေကြရင်ကစားသမားတွေဖြစ်တယ်ကျွန်တော်တို့ကအော်ငါကဒီလူကိုလေးစားရမှာလားသူကဘယ်ကကောင်မို့လို့လဲဆိုပြီးတွေးမိတတ်ကြလို့ပါဒါပေမဲ့အရာအလုံးကိုလက်တွေ့ဖြစ်တမ်းပြီးအောင်မြင်မှုတွေရယူပြထားတဲ့မန်နေဂျာမျိုးကိုမြင်လိုက်ရတဲ့အခါမှာတော့ကစားသမားတွေရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာရှက်ချင်းကြီးကိုပြောင်းလဲသွားမှာပါလို့သူ့ရဲ့အမြင်ကိုအခုလိုပဲပြောကြားခဲ့ပါတယ်ဆရာကောင်းမှာဓာတ်ထက်အောင်ကောင်းမှာရေရှိုးစလိုပါပဲမိခေရဲ့စကားကကွင်းထဲကအရှိတရားကိုကွက်တီကောက်ချက်ချသွားတာပဲဖြစ်ပါတယ်ပရိသတ်တယောက်အနေနဲ့ကျမတို့ရဲ့အမြင်ကိုလိုရင်းတိုရင်းပြောရရင်လက်ရှိရှယ်စီတင်ရဲ့လူငယ်တွေဟာရေသေးရှိတဲ့ကြောက်ရိုင်းတုံးတွေဖြစ်ကြပေမဲ့သွေးပေးမဲ့ဆရာကောင်းကိုလိုအပ်နေတာကတော့အမှန်ပဲဖြစ်ပါတယ်အရှုံးအဖြစ်ပြောရရင်ဆရာမပြအနီးမကျဆိုသလိုမျိုးကစားသမားဘဝမှာကမ္ဘာဖလားချန်ပီယံလိကအစားနီးပြဘဝမှာပါရှုံးပွဲမရှိတဲ့ဖလားတွေရယူခဲ့တဲ့ဇာဘီလွန်ဆိုရဲ့တဘာနဲ့အရှိန်ဝါဟာကစားသမားတွေရဲ့အတ္တတွေကိုအလိုလျောက်နှိမ်နှင်းပေးတာဖြစ်သွားမှာဖြစ်လို့သူကဘသူမလို့လဲဆိုတဲ့စိန်ခေါ်ခြင်းတဲ့အတွေ့တွေကိုအစာတွေကရိုက်ရှိုးပစ်နိုင်ပြီကစားသမားတွေရဲ့နှလုံးသားကိုသိမ့်ပိုင်အသင်းရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာကိုအောင်နိုင်သူတွေရဲ့ mentality အဖြစ်ရှက်ချင်းပြောင်းလဲပေးနိုင်မယ်တဦးတည်းသောဆုံးဖြူထားဟာဇာဘီလွန်ဆိုပဲဖြစ်ပါကြောင်းပြောရင်ဒီဗီဒီယိုလေးကိုဆုံးသက်လိုက်ပါတယ်ရှင်အပြာရောင်ညီကိုတို့တွေအနေနဲ့ကရောဒီတစ်ခါမိခေရဲ့အမြင်ပေါ်ဘလို့ထင်ကြလဲဗျာအပြာရောင်ရှင်သေးတို့ကိုပြန်လဲပြီးဟိဟောင်းနိုင်စေဖို့လွန်ဆိုကတကယ်ပဲစိတ်ပြေစေဖြစ်လာမလားဆိုတာကိုယ့်ရဲ့မြင်နဲ့ထင်မြင်ယူဆချက်လေးတွေကိုအောက်ကကောင်းမပေါက်ထမ်းမှဝင်ရောက်ဆွေးနွေးရေးသားပေးခဲ့ကြပါအောင်ရှင်ယခုလိုကိုနဲ့လေးတွေကိုသဘောကျရင် like and share လေးလုပ်ပြီးအားပေးခဲ့ဖို့မမေ့ပါနဲ့အောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်